သူကာကြောဖြစ်တယ်ဆိုတဲ့ချိန်မှာသူကအရက်ဝိုင်းမှာအဲ့လိုကြွေးကြော်တာတွေရှိတယ်ဗောနော်မင်းအောင်လိုက်တဲ့တာအောင်လုပ်ပြမယ်ငါကတော့စစ်ပဲတိုက်မှာငါကတော့စစ်ပဲနိုင်အောင်တိုက်ပြမှာဆိုတဲ့ပုံစံမျိုးအဲ့တော့သူဘာတာအောင်လုပ်တာလဲဆိုတာတော့မပြောတတ်ဘူးဗောနော်အခုတော့ဒါအရေးတွက်တွေကတော်တော်တာနေလောက်ပြီးတည်တဲ့အရေးတွက်တွေဗောနော်တော်တာနေလောက်ပြီးဖြစ်ပါတယ်တချို့တွေအိတ်နေတာများတာဇက်ပွဲပြီးလို့ထမပြန်မင်းနဲ့အိတ်နေတဲ့ကောင်တွေကြနေတာဗောနော်နှိုးလို့တော့မရတော့တော့တကယ်ပလဲနေတာပဲညင်းပြီးဆိုတဲ့ခါကျမှရော့ဒီမှာတစ်ခုရော့ဒီမှာတစ်ခုဆိုပြီးတော့လုပ်ပြနေတဲ့ပုံစံမျိုးတွေမြင်တွေ့နေရပါတယ်အဲ့တော့မကွေးတိုင်းတွေကတိုက်ပွဲဖြစ်စဉ်တွေကဒီအထက်မှာတော်တော်လေးကျန်းနေအခုဆိုလဲဒါထုတ်ပြန်ချက်တစ်ခုထပ်ပြီးတော့ထုတ်ပြန်လာတယ်ဗောနော်အဲ့ထုတ်ပြန်ချက်ထဲမှာလည်းတကယ်အားရစရာအကြောင်းအရာတွေအများကြီးပါပါတယ်စစ်ကောင်စီဘက်ကအသေးပြောက်စည်ရင်းတွေကတကယ်အားရစရာပမာဏတွေဖြစ်တယ်အကြောင်းအကျိုးတွေကဆက်နေတာဗောနော်ဒီအခုဖြစ်စဉ်ကပထမဆုံးဖြစ်စဉ်အဲ့ဒါပြီးတဲ့ချိန်မှာဒီဂျမ်မာကားကိုဘယ်လိုလုပ်တယ်အဲ့ဒါပြီးတဲ့ချိန်မှာရဲရင်လာတာကိုဘယ်လိုလုပ်တယ်အဲ့လိုမျိုးတဆင့်ချင်းစီသွားတာဗောနော်ဒါပေမဲ့နောက်ဆုံးကနေစပြလာတာအခုတော့ဒါပထမပိုင်းကိုပြန်ရောက်လာပြီဗောနော်အဲ့တော့မကွေး PDF ကနေပြီးတော့ဒါဒေတာတွင်းမှာမိညီကိုတွေနဲ့ပူးပေါင်းပြီးတော့ပကုတ်ကူတက်မ101ကထွက်လာတဲ့အင်အား400ကျော်စစ်ကောင်စီစစ်ကြောင်းကိုသူကဒီပကုတ်ကူမြို့နယ်အထက်မနေ50ထက်မနေပါနော်မနေဘူး50တက်တော့50ထက်မနေမက်ဆီကြိုက်တယ်တေဆုံးနိုင်တယ်ဗောနော်ဒီအများပြားထိခိုက်ဒဏ်ရာရတာရှိတယ်ဒါပြင်တိုက်ပွဲထဲမှာဒါတင်းစီရရှိတဲ့ခဲယမ်းတွေကိုလည်းအခုပုံနဲ့တကွာထုတ်ပြန်လာတာတွေ့ရပါတယ်အဲ့တော့အဲ့ပုံနေထဲမှာဗောနော်ဒီခဲယမ်းနေအပြင်ကုန်မှာဒီအတုံးဆောင်ပစ္စည်းတွေအဆုံပါတယ်ဗျာစုပ်တီးစုပ်ပြက်တွေလည်းအကုန်ပါတယ်ပြီးတော့ဒီရင်ရမ်းများတွေရတယ်ပြီးရင်ရိတ်ခါတွေပါသေးတယ်ဗောနော်အဲ့တော့အဲ့လိုတင်းစီရရှိပစ္စည်းတွေကြည့်လိုက်တော့တကယ်ကိုမနှဲမနှောကြီးဗျအဲ့တော့ခဲယမ်းပစ္စည်းတွေကလည်းစုံနေပြီးရင်ဆက်ပစ္စည်းတွေလည်းစုံနေဗောနော်power station တွေပါတယ်ပြီးအများကြီးပဲအုတ်ထုတ်တွေကြီးကအုတ်ထုတ်တွေကြီးကအင်းကြီးတွေပြီးရင်ဟန်ကောရေဘူးပဲဗောနော်ပြီးရင်ပို့ပြီးတော့ပြည့်စုံသွားတာကဒီ dead body တွေပေါ့နော်အဲ့ဒါတွေလေးဒါထိတ်လိုက်တော့ကြတော့ပို့ပြီးတော့ပြည့်စုံသွားတယ်တပ်ဖွဲ့တွေကလည်းဗရုပ်ကြတယ်လို့ပြောရမယ်ပေါ့နော်ဒီထုတ်ပြန်တဲ့ပုံတွေထဲမှာ uniform ပုံတွေရိုက်ပြတဲ့ချိန်မှာဒီနာမည်ကပ်ပြားလေးတွေ name plate လေးတွေတောင်မှပဲဒါပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားဖြစ်အောင်ရိုက်ပြထားသေးတယ်ပေါ့နော်မသိမှဆိုလို့ပေါ့နော်အဲ့ထဲမှာဆိုပါလေထေးမောင်ဆိုတဲ့ဒီ name plate လေးလည်းပါတယ်ပေါ့နော်အဲ့တော့အသေးချမ်းနေတယ်လို့ပြောရမယ်တေတာကျန်းတာပေါ့နော်ဒါတွင်းထဲမှာကျင်းထဲမှာပြီးဘန်ကာထဲမှာအဲ့လိုပုံစံမျိုးတွေနဲ့ပေါ့နော်ပြီးဆိုလည်းမြေမြုပ်ထားတဲ့ဟာမျိုးတွေလည်းတွေ့ရပါလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုပဲလုံးဝစစ်ကောင်စီအညာကိုအထင်မသေးရတော့ဘယ်ကောင်ထင်သေးရဲမလဲဒီလောက်ကြီးထိဘင်းကန်နေရတာပေါ့နော်လာစမ်းကြိုက်တဲ့ကောင်လာစမ်းပြီးကြိုက်တဲ့လောက်အင်အားနဲ့လာစမ်းဆိုတဲ့ပုံစံမျိုးလုပ်ပြနိုင်ခဲ့တာတော်တော်ကိုဒါကျန်းတယ်လို့ပြောရမယ်ပေါ့နော်အဲ့တော့အဲ့လိုအထိနာပြီးတော့ဒဏ်ရာရတဲ့ကောင်တွေကိုတည်ဖို့အတွက်ဒီတွင်းမပြူပါကိုဆင်းလာတဲ့ရဲရင်ကို FPV drone တွေနဲ့ဒါထုတ်ပြန်ခဲ့တဲ့ဒါဒီရုပ်သံတွေလည်းမြင်ရပါလိမ့်မယ်ပေါ့နော်အားရစရာကြီးပါအဲ့လိုမျိုးပုံစံမျိုးတွေနဲ့အောင်မြင်အောင်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်အခုလဲထပ်ပြီးတော့ရုပ်သံတစ်ခုထပ်တွေ့ရတယ်ပေါ့နော်အဲ့ဒါအဲ့ဥစ္စာပဲဖြစ်မယ်ကျွန်တော်တေချာကြည့်လိုက်တဲ့အချိန်မှာပေါ့နော်နည်းနည်းတော့ဝေးရပါတော့အဲ့ဒါဘာလဲဆိုတော့ဒီ scout drone ကနေရိုက်ထားတာဒီချလိုက်လို့ပေါ့နော်ဘင်းလိုက်လို့ဒီပြတ်သွားပါတယ်ဆိုတော့သူတို့ရဲ့ရဲရင်ပေါ့နော်ဒီ MI7 ရဲရင်ကိုမိုးကအုပ်ထားတယ်တဲ့ပြီးရင်ရေးထားတွေ့ရသေးတယ်အဲ့ဘေးနားမှာသွားတာတွေ့ရပါလိမ့်မယ်ပြီးတော့ဒီမှာထူးခြားတဲ့ဟာတစ်ခုကဘာလဲဆိုတော့ဒီရဲရင်ကိစ္စနဲ့ပတ်သက်လို့ပေါ့နော်ဒီအခုဆိုရင်ရဲဝင်းကတော်တော်လေးပေါက်ကွဲနေတယ်ပေါ့နော်ပေါက်ကွဲပြီးတော့ဒီရဲရင်ကိစ္စအခုလိုဖြစ်သွားတာကတည်င်းမလုံခြုံလို့ပေါ့ရော့လို့ပေါ့နော်ဒါလုံခြုံရေးကိစ္စတွေကျိုးပေါက်လို့ပြီးရင်တည်င်းတွေအပြင်ရောက်လို့ပေါ့နော်အဲ့လိုမျိုးဟာတွေကြောင့်မလို့သူကဒီဟာတွေကိုစီစစ်ဖို့အတွက်စုံစမ်းစစ်ဆေးရေးခုံရုံးဆိုတဲ့ပုံစံမျိုးဒါသူကဖွဲ့လိုက်တယ်ပေါ့နော်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့တယ်အဲ့တော့သူ့အနေနဲ့ဆိုလေကြေကွဲစရာကောင်းတာပဲဘာကြောင့်လဲဆိုတော့သူအခုလိုမျိုးဈေးဥပေါက်တဲ့ရဲရင်ပြင်းခံရပါတယ်ဆိုတဲ့ဟာကအညာဖြစ်နေတယ်သူတို့အရန်အထင်သေးခဲ့ပါတယ်ဆိုတဲ့နေရာဖြစ်နေတာဘာကြောင့်လဲဆိုတော့အညာကိုသူတို့တွေဒီလိုမျိုးလေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အခါပေါ့နော်တိုင်းစစ်ဌာနချုပ်ကဒူတိုင်းမှုကဥဆောင်နေဆိုပြီးတော့လည်းသိရတယ်အဲ့တော့အဲ့ရဲရင်ကိုပြန်တယ်မှာသူကရဲရင်အဆုတ်ကိုပြန်တယ်ဦးမှာပြင်ပြီးတော့တယ်မှာလားဒါမှမဟုတ်လဲပြင်လို့မရတော့လို့ဒါကုန်းချောင်းကနေပဲပေါ့နော်ပြောမှဆိုအနီချောင်းကနေပဲသူတို့ဒါကားနဲ့ပဲဆွဲမလားကားနဲ့ပဲတယ်မလားဘလို့တယ်မလဲဖြုတ်ပြီးတယ်မလားမသိဘူးပေါ့နော်အဲ့လိုပုံစံမျိုးကတော့ဒါလေတက်ကပြန်ပြီးတော့ဒါအဆုံးဖြတ်ပေးမယ်ဆိုပြီးတော့ဒါသတင်းတွေမှာတွေ့နေရပြီဖြစ်တယ်ပေါ့နော်အဲ့တော့အခုပုံစံတိုင်းဆိုရင်ပေါ့နော်အဲ့လေရင်ပြန်တယ်တဲ့အချိန်ကျရင်အခွန်လောင်ကြံမလားမသိဘူးပေါ့နော်အပွဲတွေကလွမ်းတိုင်းမှာတော်ချနေတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့အယိုးစုလောက်တော့ရမှာပေါ့နော်ပြီးတော့ဒီသတင်းတွေတက်လာပြီဆိုတဲ့အချိန်မှာအဖွဲတွေကဒီအတိပေးလာတယ်ပေါ့နော်အတိပေးရဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပြောပြလာတဲ့အထက်မှာဖျဲသီးဆိုပြီးတော့ပါတာတွေ့ရတယ်အဲ့ဟာနဲ့ပတ်သက်လို့လည်းသူကအရက်ဝိုင်းမှာအဲ့လိုကြွေးကြော်တာတွေရှိတယ်ပေါ့နော်မင်းအောင်လိုက်တဲ့တာအောင်လုပ်ပြမယ်ငါကတော့စစ်ပဲတိုက်မှာငါကတော့စစ်ပဲနိုင်အောင်တိုက်ပြမှာဆိုတဲ့ပုံစံမျိုးသူကတာအောင်လုပ်ပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့
ပြောဆိုခဲ့တာရှိတယ်ဆိုပြီးတော့လည်းသတင်းတွေပေါ်လာဘူးတယ်ပေါ့နော်အဲ့တော့သူဘာတာအောင်လောက်တာလဲဆိုတာတော့မပြောတတ်ဘူးပေါ့နော်အခုတော့ဒါအရေးအတွက်တွေကတော်တော်တာနေလောက်ပြီးတည်တဲ့အရေးအတွက်တွေပေါ့နော်တော်တော်တာနေလောက်ပြီးဖြစ်ပါတယ်နောက်ထပ်တစ်ခုကကြတော့သူတို့အထိနာနေကြနေရာဖြစ်တယ်ပေါ့နော်ဒါအခါတော် A နဲ့ရင်ဆိုင်နေရတဲ့စစ်မျက်နှာတွေမှာ AA ကထပ်ပြီးတော့ပေါ့နော်စစ်ကောင်စီရဲ့စကန်းကုန်းတွေကိုထပ်ပြီးသိမ်းပိုက်လိုက်တဲ့သတင်းတွေရှိပါတယ်ပေါ့နော်အခါတော် A ကအခုလိုမျိုးပေါ့နော်တံပြန်ထိုးစစ်စင်တာလိုက်စစ်စင်တာဒီလိုမျိုးကိစ္စရပ်တွေမှာအထူးကျွမ်းကျင်တဲ့တပ်ဖွဲ့ကြီးလို့တော့မှပြောရမှာဖြစ်တယ်ရန်သူထိုးစစ်စင်တာကိုစောင့်နေအဲ့လိုမျိုးထိုးစစ်စင်လာတဲ့ဟာကိုအာခတ်တော် A ကစောင့်ကြိုတိုက်ခိုက်တာဖြစ်တဲ့အတွက်နောက်ပြန်ပြေးကြတယ်အဲ့တော့ A ထိန်းချုပ်တဲ့နေရာကိုပြန်ယူဖို့အတွက်ဆိုရဲသူတို့ရဲ့ရည်ရွယ်ချက်ကဘယ်တော့မှမပြည့်ဝသေးဘူးဖြစ်နေပါတော့အဲ့တော့အဲ့လိုမျိုးနောက်ပြန်ထွက်ပြေးပါရဆိုရဲစစ်ကောင်စီစစ်သားတွေကသူတို့ရဲ့ကာကင်းစခန်းတွေမှာပြန်ပေါင်းတယ်ပေါ့နော်ပြန်ပေါင်းပြီးတော့ဒါနောက်ကနေလိုက်လံချေမှုန်းတဲ့ AA ကိုသူကဒီကာကင်းစကန်ကုန်းတွေကနေပြီးတော့ပြန်ပြီးတော့ခုခံတယ်အဲ့တော့အဲ့လိုခုခံတဲ့အတွက်အခါတော် A ကအဲ့ကုန်းတွေပါသိမ်းပလိုက်တယ်အဲ့တော့အဲ့စကန်တွေကိုဒါသိမ်းလိုက်တာယာယီစကန်ကုန်း3ခုရတယ်ဆိုပြီးတော့သိရတယ်တိုက်ပွဲက2ရက်ဆက်ဖြစ်ပြီးတော့စကန်ကုန်း3ခုရလိုက်တယ်point 900ကုန်းကိုဆက်ပြီးတော့လက်ရှိမှာထိုးစစ်ဆင်နေတယ်တိုက်ပွဲကလည်းပြင်းပြင်းထန်ထန်ပဲပေါ့နော် point 900ကုန်းကဒါကပ္ပစ16နဲ့အနီးဆုံးပြင်သူတို့အတွက်အဓိကအခိုင် A သိမ့်ပိုက်ထားပြီးသားခုနပြောတဲ့ point 63လုံးစကန်ရဲ့အခုလက်ရှိထိုးစစ်ဆင်နေပါလေဆိုတော့ point 900ကုန်းရဲ့ပေါ့နော်အဲ့ကြားထဲမှာရှိတဲ့စကန်ကုန်းအားလုံးနီးပါးကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်ပြီးတော့အညာအကြောင်းပဲကျွန်တော်တို့ဆက်ပြောကြမယ်ပေါ့နော်အဲ့ထဲမှာဒါစကိုင်းတိုင်းစစ်ဒေသပေါ့နော်ဒါစကိုင်းစစ်ဌာနကနေပြီးတော့ထုတ်ပြန်လာတဲ့ဟာရှိတယ်အဲ့ဒါတိုက်ပွဲဘောင်းကျုပ်ဗျာတိုက်ပွဲဘောင်းကျုပ်ပေါ့နော်အဲ့မှာလည်းစစ်ကောင်စီဘက်ကအထိနာတဲ့ဟာတွေဖြစ်တယ်အထိနာတဲ့ဟာတွေရှိတယ်ပြီးတော့တော်လိုင်းအင်အားစုတွေရဲ့ဒီခုနလိုပေါ့နော်မစုံမနစ်ဇွဲတွေကိုမြင်တွေ့ရတယ်ဗျဒီမုံရွာယာကြီးကလေးဝလမ်းပေါ်ကတင့်ငံရွာမှာရောက်နေတဲ့တက်မကိုလောက်ခံခမရ14ကအင်အား200ပါစစ်ကြောင်းကိုတော်လိုင်းတပ်တွေကမေ9ရက်နေ့မှာမိုင်းဆွဲတိုက်ခိုက်တယ်6ဦးခန့်နဲ့ဒဏ်ရာများပြားရတယ်မေ6ရက်နေ့အဲ့ဒီစစ်ကြောင်းကစုပေါင်းဆက်ပေါင်းစစ်ကြောင်းပေါ့လေနော်အဲ့ဒီစုပေါင်းဆက်ပေါင်းစစ်ကြောင်းကအင်အား100လောက်ရှိတယ်အဲ့ဒါကိုတော်လိုင်းအင်အားစုတွေကဂျားပြက်တိုက်ခိုက်တယ်ရှေ့ပြေးအဖွဲ့တွေကထိနာပြီးတော့မှန်ချိုကျေးရွာတွေကိုဝင်ပြေးကြတယ်ပေါ့နော်တော်တော်လေးကိုတလိပ်ပျော်ပြီးတော့အတန်နေကောင်းသွားမှာပေါ့နော်တော်လိုင်းတပ်တွေကလည်းပြင်းတယ်ပေါ့နော်အဲ့ရွာတဲ့ထိကိုလိုက်ပြီးတော့လိုက်လံခြေမုံနေဆိုပြီးတော့သတင်းမှတွေ့ရတယ်အဲ့တော့အဲ့ဟာနဲ့စစ်ကောင်စီကထိနာပြီးတော့ချောင်းဦးကိုပြန်ပြေးတယ်ပေါ့နော်အဲ့တော့အဲ့ထဲမှာစစ်ကောင်စီ23ယောက်ဂန်းနဲ့9ယောက်ဒဏ်ရာရတယ်2កောင်းအရှင်မိတယ်လက်နက်မျိုးစုံ16လက်ထိရလိုက်တာဒါသတင်းမှာဖော်ပြထားတယ်ပေါ့နော်တချို့တွေအိတ်နေတာများတာဇက်ပွဲပြီးလို့ထမပြန်မင်းနဲ့အိတ်နေတဲ့ကောင်တွေကြနေတာပေါ့နော်နှိုးလို့တော့မရတော့တော့တကယ်ပလဲနေတာပဲဗျာအဲ့လိုပုံစံမျိုးနဲ့တော့မှဒါတော်တော်လေးအခြေအနေဆိုးသွားတာတွေ့ရမှာဖြစ်ပါတယ်ဇွန်လ9ရက်မှာလည်းစကားတာတယ်အင်အားများတယ်ဆိုရင်အဲ့လိုပုံစံရှိတယ်ဒါပေမဲ့တော်လိုင်းအင်အားစုတွေကလုံးဝရှိမနေဘူးဒါငါတို့အတွက်အခွင့်ရေးပဲအခွင့်ကောင်းပဲဆိုပြီးတော့ပြင်းတာဘာလာကိုပြင်းနေတာပေါ့နော်ဘာလာကိုစောနေတာအဲ့လိုပုံစံမျိုးကိုဖြစ်နေတာပြီးရင်ဘာနဲ့ရှိကိုချနေတာပေါ့နော်လက်နဲ့ခင်းရမရှိလို့မပြည့်စုံလို့ဆိုပြီးတော့ပြောနေတာမရှိဘူးမိုင်းနဲ့ချတယ်ပေါ့နော်ဒါမျိုးပုံစံမျိုးအများကြီးမြင်တွေ့ရပါတယ်ဇွန်လ15ရက်မှာပဲထပ်ပြီးတော့ဒီမြင်းမှုမှာပဲပေါ့နော်ဝေးပင်တော်ရွာအထိုင်ချထားတဲ့စစ်ကောင်စီတွေကကင်းပုံဝစ်ဖို့အတွက်ကိုထွက်လာတာရှိတယ်အားလုံးပေါင်း25ရောက်အဲ့ကောင်တွေလည်းမိုင်းဆွဲခံရတယ်ပေါ့နော်ဇွန်လ15ရက်မှာပဲစကိုင်းနှုံးတွင်းရွာနဲ့နတ်ခရိုင်ရွာကြားနမခကနေထွက်လာတဲ့ရင်တန်းကိုမိုင်းနှလုံးခွဲပြီးတိုက်ခိုက်တယ်အဲ့ဒီနေ့မှာပဲတမ33ကထွက်တဲ့ရင်တန်းကိုထီဆောင်အရှိဘက်မှာပရိသာမိုင်း3လုံးနဲ့ခွဲပြီးတော့တိုက်ခိုက်တယ်ဇွန်လ18ရက်မှာဘူတလင်မြို့နယ်အနောက်ဇီးရဲလားဆိုတဲ့မေးခွန်းကိုတော်လိုင်းအင်အားစုတွေကမေးနေပြီဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီလိုပဲပြောချင်တယ်ဒါအညာအဖွဲ့တွေကြီးလိုက်မပြည့်စုံဘူးဒါပေမဲ့စစ်ကောင်စီလာသမျှအကုန်လုံးကအခုလိုမျိုးပဲပေါ့နော်အထိနာအောင်တိုက်ခိုက်ခံနေရတာတွေတွေ့နေရတာပဲပေါ့နော်အဲ့တော့ဒါဟာမဆုံးမနစ်နဲ့ဒီနေ့ဒီချိန်ထိဒါဒေါ်လာတိုက်ခိုက်နေတဲ့ဒေါ်လာတပ်ဖွဲ့တွေရဲ့ဇွဲနှပဲနဲ့လောက်ရက်တွေကိုမြင်တွေ့နေရတာပဲဖြစ်တယ်အဲ့ဟာအတွက်ကိုလည်းတကယ်ချီးကျူးရတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီအားပေါ့နော်ဒါအညာကဒေါ်လာအင်အားစုတွေရဲ့အခုလိုမျိုးစူးစူးစီးစီးပုံစံမျိုးနဲ့တိုက်ခိုက်တာကိုခံရတဲ့ချိန်မှာအခုဆိုရင်သူတို့လမ်းကြောင်းတစ်လျှောက်မှာပေါ့နော်ဒါသူတို့ဒီမြုပ်ထားခဲ့တဲ့အလောင်းတွေဆိုလည်းမနှဲလောက်ဘူးပေါ့နော်ပြီးရင်ကျွန်တော်စဉ်းစားမိတာပေါ့နော်ကျွန်တော်ဒီကင်ပြည်နယ်မှာပေါ့နော်စစ်စင်ရေးဝင်ရတဲ့ခါကျတော့ပေါ်ဆဲကိုကွင်မှာဝင်ရတဲ့ချိန်ကအဲ့မှာတက်မှမှုကကျွန်တော်တို့ကိုဘာတွေပေးလဲဆိုတော့ဒီကတ်မျိုးအိတ်ဆောင်ကတ်ပုံစံမျိုးနဲ့ပေးတာရှိတယ်ပေါ့နော်အခုအညာကိုသာအဲ့လိုပုံစံမျိုးနဲ့မြေပုံမျိုးတတ်မှတ်မယ်ဆိုရင်တပြင်းလုံးကိုပြန့်နေမှာပေါ့တလန်းတိုးတာလည်းဟဲ့အဲ့ဒါအောင်ကြီးညာဘက်ကွေ့ဟဲ့အဲ့ဒါအောင်ကြီးဘယ်ဘက်ကွေ့လဲဟာဟဲ့အဲ့ဒါမိုင်းဆွဲခံရတဲ့နေရာမင်းတို့သတိထားအဲ့လိုပုံစံမျိုးကိုဖြစ်နေမှာတကယ်အဲ့လိုဖြစ်နေတာပေါ့နော်အခုကြည့်ဘယ်မှကိုသွားလို့မရတဲ့အနေထားသွားတာနဲ့အဆော့ဖြစ်ပါတယ်ပေါ့နော်အဲ့တက်ပို့ပြီးအားကောင်းမယ်ဆိုရင်စစ်ကောင်စီတွက်ကမြေပြင်ကလမ်းကြောင်းတွေကအစစိုးမိုးနိုင်စွမ်းတွေကြာဆင်းလာလိမ့်မယ်ဒါဆိုရင်မြို့တွေကိုဒါသူတို့တွေစစ်ကူပေးတဲ့အပိုင်းတွေလက်နက်ခဲယမ်းရိတ်ခါဒီလိုမျိုးပို့တဲ့အပိုင်းတွေမှာအများကြီးအခက်အခဲရှိလာတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့အပိုင်းတွေမှာလည်းဒီထက်ပိုပြီးလုံနိုင်ဖို့အတွက်ဒေါ်လာအင်အားစုတွေကိုဝိုင်းပြီးတော့ကူညီပံ့ပိုးပေးကြဖို့လိုတယ်ဆိုတဲ့အကြောင်းဒီညနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်